အိုကလျာပေါင်းမိချောင်းနဲ့နင်းသွားပြီးတော့စင်နေရပေါ့နော်အလူကြော်လေးကြော်ပေးပါအလူကြော်လေးစားချင်နေဆိုလို့ပေါ့နော်ဒီနေ့အလူကြော်မှာဖြစ်ပါတယ်ဆိုင်ရအရှာတာအတိုင်းကြော်မှာဖြစ်ပါတယ်လိုက်ပြီးတော့ကြော်စားကြည့်ပေါ့နော်ရှင်ဦးဆုံးရကဒီအလူခုနမှာဖြစ်ပါတယ်အေးနှစ်ဖုန်းညမအလူအရင်နှလုံးမဲ့သုံးထားရပေါ့နော်နှလုံးဆိုတာတော့တော်တော်များနေပေါ့နော်ချောင်းလိုက်လီးမယ်ပေါ့နော်အဲ့ဒီညကခွက်တဲ့ထက်မယ်ပေါ့နော်စားနဲ့ရေစိမ်လိုက်မယ်နော်မဲစားရေစိမ်နေပေါ့နော်5မိနစ်လောက်ရေစိမ်လိုက်စားရေစိမ်ထားဒီလားကြာရင်တော့စိမ်မနေတော့ဘူးရအိုကလျာပေါင်းမိချောင်းနဲ့နင်းသွားပြီးတော့စင်နေရပေါ့နော်ဒီနေ့တော့ဒီအိုးပြန်သုံးမယ်ပေါ့နော်ရရလှက်ဆွဲတော့အိုကလေးကိုသုံးမှာဖြစ်ပါတယ်စံတိုင်းမနော်ရန်တီစီသုံးမှဖြစ်ပါတယ်ဒါ natural စီတက်မနော်ကျမရေးလည်းကောင်းတယ်စီနေနေများများလေးသုံးမယ်ပေါ့နော်ကြော်မှာဆိုတော့စီထက်ပြီးသွားပြီဆိုတော့ရကခဏစိန်ထားတဲ့အာလူကိုအရေးတွန်းမှာဖြစ်ပါတယ်ဒီချက်ကိုရကအရတာအနေနဲ့ချုံမုတ်ထက်မယ်အရှုံးမနဲ့ထည့်မယ်အများကြီးမထည့်ဘူးဒီနေ့ကလေမြန်မာနိုင်ငံကအမားထည့်ပေးလိုက်အစ်ပြီးနယ်လိုက်မယ်ပေါ့နော်ဒါနဲ့စိန်လိုက်တဲ့အခါကျတော့လေပြုတ်ခွေနေရမီမဟုတ်ပဲနဲ့တက်တောင်နေပေါ့နော်ဒီမှာတွေ့လားအချောင်းလိုက်လိုမျိုးဖြစ်ပြီးတက်တောင်နေကောင်းနေပေါ့နော်ဒါကိုစီပူလာလို့ရှိရင်ရအောင်ထည့်မယ်ပေါ့နော်ဆိုတော့စီရမစင်ဘူးပေါ့နော်ဒီနေ့တော့စောင့်ရမယ်ပေါ့နော်အဲ့ဒီဆုံးလဲကိုပေါင်းမိပြီပေါ့နော်တချို့မှန်နေရတာအစီရတယ်တိလားမှန်မှာကြိုက်တဲ့ဟာမှန်ချစ်ချစိတ်မဆိုးတတ်ဘူးပေါ့နော်ကျွန်တော်မှန်ချင်ရမယ်ချစ်ချကတော့ sorry I don't care ပေါ့နော်တို့အစာခွားတာခွားဆိုတာချစ်စနုံနဲ့ခေါ်တာခွားမွေးရတဲ့စားလို့တော့အဆင်ပြေပါရဲ့နော်စကားစစ်ထားလိုက်နားလေအေးခံလာအောင်မနော်တွတ်တာတော့မကြုတ်ဘူးစားရေးစိန်လိုက်တော့မကြုတ်တော့ဘူးပေါ့နော်ဟင်းချက်တာလေဖင်မမြင်ရဆိုမြင်တဲ့ဟာပဲကြည့်ပါနော်စားလို့ကြာပါတော့ဒါ body strong ဖြစ်တယ်ပေါ့နော်နင်တို့လိုမျိုးပိတ်ပိတ်ညံ့ညံ့ဝက်ချမ်းပြားမဟုတ်ကြဟုတ်တယ်မလားကဲစားချင်တဲ့လူကြီးစားလို့ရှာရည်ပေါ့နော်ဒီမှာ